တခါတလေကျွန်တော်တို့ဘဝတွေမှာတချို့လူတွေကဘဝရဲ့အခွင့်အရေးအခွင့်အလမ်းကိုမြင်ပြီးတော့နောက်တစ်ဆင့်ရောက်သွားကြတာတွေရှိတယ်ပစ္စည်းဥစ္စာမှာပဲဖြစ်ဖြစ်ဉာဏ်ပညာမှာပဲဖြစ်ဖြစ်ပို့ပြီးအဆင်ပြေတဲ့ဘဝကိုရောက်သွားကြတာတွေရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကဘဝရဲ့အခွင့်အရေးအခွင့်အလမ်းဆိုတာကလူလေကြတာကိုပြောချင်တာမဟုတ်ပါဘူးတစ်ဖက်လူကိုစောင်းနှင်းပုတ်ခတ်ပြီးလူလေကြတဲ့အဓိပ္ပာယ်ကိုဆိုလိုတာမဟုတ်ပါဘူးပြောချင်တဲ့အဓိပ္ပာယ်ကတချို့လူတွေကနေ့စဉ်နဲ့မျှလေးလာသင်ယူစိတ်ရှိတယ်အဲ့ဒါနဲ့တစ်ဆက်တည်းမှာပဲစူးစမ်းစိတ်ရှိတယ်အဲ့ဒီတော့သူတို့အလုပ်စူးစမ်းတဲ့အခါမှာအမှားယွင်းနေရှိတယ်ဆိုတော့အဲ့ဒီကနေတစ်ဆင့်သူတို့တစ်ခါတလေမှာသူများထက်စူးစမ်းတဲ့အတွက်ဟုတ်တာတွေရောမဟုတ်တာတွေရောကျွန်တော်တို့တွေးမိမယ်ဗျအဲ့ဒီအခြေအနေမှာပဲကျွန်တော်တို့ကတစ်ခါလေဘဝရဲ့အခွင့်အလမ်းတွေကိုမြင်ပြီးတော့နောက်တစ်ဆင့်ရောက်သွားကြတာတွေအခြေအနေအလှည့်ပြောင်းကနေတစ်ဆင့်ပိုးမြင့်တဲ့ဘဝကိုရောက်သွားကြတာကိုဆိုလိုတာဖြစ်ပါတယ်ဆိုတော့အခါတလေမှာကျွန်တော်တို့အခွင့်အရေးဆိုတာကကိုယ်တိုင်ဖန်တီးယူရမယ့်အခါတွေရှိတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်အခွင့်အရေးကိုကိုယ်တိုင်ဖန်တီးယူရမယ်ဆိုတာကလည်းကျွန်တော်တို့ဒီတိုင်းကြီးနေလို့မရပါဘူးစူးစမ်းရမယ်လေ့လာရမယ်နေ့စဉ်နဲ့အမျှစူးစမ်းနေရမယ်စူးစမ်းရုံနဲ့မပြီးပဲအဲ့ဒီကနေကက်လက်ရမှာပဲကျွန်တော်တို့ဉာဏ်ပညာနဲ့ရှင်ပြီးတော့စူးစမ်းတာကအခွင့်အရေးအခွင့်အလမ်းကိုပို့ပြီးတော့မြင်ပါလိမ့်မယ်အဲ့ဒါလို့နဲ့ကျွန်တော်တို့နောက်တစ်ဆင့်ကိုရောက်သွားပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်